episode 9အစမှာတော့ Ardo က Liza Village အောက်ဖက်မှာရှိနေတဲ့ပြိုဝက်မြေအောက်နေရာတွေကိုဆက်ပြီးစူးစမ်းလာကြပါတယ်။အပေါ်ကနေကြည့်ရင်ဘောက်တွေကိုကာကွယ်ပေးထားတဲ့စမ်းချိုရီတစ်ခုလိုဖြစ်နေပေမဲ့မြေအောက်ကိုဆင်းလာတာနဲ့အခြေအနေကလုံးဝပြောင်းလဲသွားပါတယ်။အခါကလမ်းတစ်လျှောက်မှာမတင်ကစရာအရာတွေကိုသတိထားပြီးရှေ့ဆက်လာရင်သူတို့ရှာဖွေနေတဲ့လှုပ်ဝက်ဆက်ယုံတစ်ခုလိုနေရာကိုရောက်လာပါတယ်။အဲ့ဒီအချိန်မှာပဲရန်သူတွေကသူတို့ရှိနေတာကိုသတိထားမိလာပြီးတိုက်ခိုက်မှုစတင်มาတော့တယ်။အခါကချက်ချင်းပဲရန်သူတွေကိုရင်ဆိုင်ပြီးသူ့ရဲ့လက်နက်နဲ့မော်ပညာတွေကိုအသုံးပြုကာတကောင်ပြီးတကောင်ရှင်းလင်းသွားပါတယ်။ Arian နဲ့ Even တို့ကလည်းသူ့ဘက်ကနေတိုက်ပွဲဝင်ကြပါတယ်။ရန်သူအရေးအတွက်ကများပေမဲ့အခါရဲ့တိုက်ခိုက်နိုင်စွမ်းကအလွန်မြင့်တာကြောင့်အခြေအနေကတဖြည်းဖြည်းအောက်တိုဘက်ကိုပြန်လည်အားသာလာပါတယ်။ဒါပေမဲ့အခါရှိမှရှိတဲ့အန္တရာယ်တွေကိုရှင်းလင်းရုံနဲ့မရသေးပါဘူး။မြေအောက်မှာလူတွေအများကြီးကိုစမ်းသပ်ထားသလိုဖြစ်နေတဲ့နေရာတစ်ခုကိုတွေ့လာပါတယ်။အဲ့ဒီနေရာမှာအသက်ရှင်နေသေးတဲ့သူတွေကိုလည်းတွေ့ရပါတယ်။သူတို့ဟာအချိန်ကြာမြင့်စွာအဲ့ဒီနေရာမှာပိတ်မိနေခဲ့ကြပြီးကယ်တင်မဲ့သူကိုစောင့်နေခဲ့ကြတာပါ။ Mark ကသူတို့ကိုတွေ့တာနဲ့ချက်ချင်းကယ်တင်ဖို့လှုံ့ဆော်ပါတယ်။သူ့ရဲ့ကုသမော်ပညာကိုအသုံးပြုပြီးအားနည်းနေတဲ့သူတွေကိုကုသပေးပါတယ်။အဲ့ဒီအချိန်မှာကယ်တင်ခံရသူတွေကအခါတို့ဟာသူတို့ကိုကူညီဖို့ရောက်လာတဲ့သူတွေဆိုတာနားလည်လာကြပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာရှိနေတဲ့လူတိုင်းကအသက်ရှင်နေကြတာမဟုတ်ပါဘူး။ဖန်ထကထူးခြားတဲ့အရာတစ်ခုကိုသတိထားမိပြီးအခါတို့ကိုသတိပေးပါတယ်။အနီးအနားမှာရှိနေတဲ့တချို့လူတွေဟာအသက်ရှင်နေသူတွေမဟုတ်ပဲအန်တရဖြစ်နေကြတာပါ။ဒီအချက်ကအခါတို့အတွက်အရေးကြီးတဲ့တဲလွန်ဆက်တစ်ခုဖြစ်လာပါတယ်။အရင်ကတိုက်ခိုက်ခဲ့ရတဲ့အန်တတွေဟာတဘာဝအလျောက်ဖြစ်ပေါ်လာတာမဟုတ်ပဲတစုံတစ်ယောက်ကလူတွေကိုတေဆုံးအောင်လုပ်ပြီးနောက်အန်တဲ့အဖြစ်ပြန်အသုံးချနေခြင်းဖြစ်နိုင်ပါတယ်။ကယ်တင်ခံရသူတွေတဲကတယောက်ကဒီအကြောင်းကိုပို့ပြီးရှင်းပြပါတယ်။ဒီနေရာမှာအလုပ်လုပ်နေတဲ့သူတွေဟာရေခုံဆိုတဲ့သူရဲ့အမိန့်အောက်မှာအလုပ်လုပ်နေရတာပါ။သူကလူတွေကိုတထုတွင်းထဲမှာအလုပ်လုပ်ခိုင်းပြီးအလွန်မင်းအသုံးချပါတယ်။အလုပ်လုပ်ရင်တေဆုံးသွားတဲ့သူတွေကိုတောင်မထားခဲ့ပဲသူ့ရဲ့စံတတ်မှုတွေအတွက်အသုံးပြုပြီးအန်တဲ့အဖြစ်ပြန်လည်ဖန်တီးနေပါတယ်။ဒီအကြောင်းကိုသိလိုက်တဲ့အခါတို့အတွက်အရင်ကတွေးခဲ့တဲ့ရန်တေတွေရဲ့နောက်ွယ်ကအမှန်တရားပေါ်လာပါတယ်။သူတို့တိုက်ခိုက်ခဲ့တဲ့အကောင်တွေဟာရိုးရိုးအန်တွေမဟုတ်ပါဘူး။ရေခက်ကလူတွေရဲ့အသက်ကိုအသုံးချပြီးသူ့ရဲ့စံတတ်မှုတွေအတွက်အန်တွေကိုတမင်ဖန်တီးနေတာဖြစ်ပါတယ်။ဒီအချိန်မှာပဲတို့ရဲ့ရန်သူအစ်စ်ကဘသူလဲဆိုတာရှင်းသွားပါတယ်။ဧကဟာဒီမြေအောက်ဆက်ယုံရဲ့နောက်ွယ်မှာရှိနေတဲ့အဓိကလူဖြစ်ပြီးသူ့ရဲ့ရည်ရွယ်ချက်ကလူတွေရဲ့အသက်ကိုမတန်တဆအသုံးချပြီးအန်တွေကိုဖန်တီးနိုင်တဲ့အင်အားကိုရရှိဖို့ဖြစ်ပါတယ်။ Ark ကဒီလိုအလုပ်မျိုးကိုလုံးဝလက်မခံနိုင်တာကြောင့်ရေခက်ကိုရင်ဆိုင်ဖို့ဆုံးဖြတ်ပါတယ်။အဲ့ဒီအချိန်မှာပဲရေခက်က Ark တို့ရောက်လာတာကိုသိသွားပြီးသူတို့ကိုတိုက်ခိုက်ဖို့ပြင်ဆင်ပါတော့တယ်။ Ark တို့နဲ့ရေခက်ကလူတွေကြားထိတ်တိုက်တွေ့ဆုံမှုဖြစ်လာပြီးမြေအောက်ဆက်ယုံတစ်ခုလုံးတိုက်ပွဲနေရာအဖြစ်ပြောင်းလဲသွားပါတယ်။ Ark ကရန်သူတွေကိုရှင်းလင်းနေချိန်မှာမြေအောက်တွင်ပိုင်းကပိုပြီးအန္တရာယ်ရှိတဲ့အရာတစ်ခုထွက်ပေါ်လာပါတယ်။ ရေခက်ကသူ့ရဲ့အစွမ်းကိုအသုံးပြုပြီးအလွန်ကြီးမားတဲ့ကုန်းတစ်ကောင်ကိုဖန်တီးလိုက်ပါတယ်။အဲ့ဒီကုန်းကအရွယ်စားကြီးမားပြီးတာမန်ရန်သူတွေထက်အဆများစွာပိုပြီးအင်အားကြီးပါတယ်။ Ark ကတော့ရန်သူရဲ့အရွယ်စားကြီးတာကိုကြောက်မနေပဲအဲ့ဒီကုန်းကိုတိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်။သူ့ရဲ့မော်ပညာနဲ့လက်နက်တွေကိုပေါင်းဆက်အသုံးပြုပြီးကုန်းရဲ့လှုပ်ရှားမှုကိုတားဆီးဖို့ကြိုးစားပါတယ်။တိုက်ပွဲကပြင်းထန်လာတာနဲ့အမျှမြေအောက်နေရာတစ်ခုလုံးလည်းပျက်စီးလာပြီးအဆောက်အုံတွေပြိုကျနိုင်တဲ့အခြေအနေဖြစ်လာပါတယ်။ Ark တို့အနေနဲ့ရန်သူကိုရင်ဆိုင်ရတယ်လို့အတွင်းမှာပိတ်မိနေတဲ့သူတွေကိုလည်းကယ်တင်ရမှာဖြစ်တာကြောင့်အချိန်အများကြီးမစွဲနိုင်တော့ပါဘူး။ Arian နဲ့ Even တို့ကလည်းကယ်တင်ထားတဲ့သူတွေကိုလုံခြုံတဲ့နေရာစီရွှေ့ပေးရင်း Ark ကိုတိုက်ပွဲမှာဆက်လက်ကူညီကြပါတယ်။အခြေအနေကပိုပြီးဆိုးလာပေမဲ့ Ark ကနောက်ဆုံးမှာကုန်းကိုရင်ဆိုင်ပြီးအသာချက်ရအောင်စူးစမ်းနိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲကြောင့် Ark ရဲ့စမ်းသပ်မှုတွေဘလောက်အထိရက်ဆက်ပြီးအန္တရာယ်ကြီးလဲဆိုတာအားလုံးသိသွားပါတယ်။အထူးသဖြင့်လူတွေကိုတထုတွင်းထဲမှာအလုတ်လုတ်ခိုင်းပြီးတေဆုံးသွားတဲ့သူတွေကိုတောင်အန်တီအဖြစ်ပြန်အသုံးချနေတဲ့လုပ်ရက်ကဒီအမှုရဲ့အဓိကအကြောင်းအရာဖြစ်လာပါတယ်။ Ark တို့ကအသက်ရှင်ကျန်ရစ်သူတွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ Ark ရဲ့အစီအစဉ်ကိုအဆုံးသတ်ဖို့အတွက်တော့နောက်ထပ်ရင်ဆိုင်ရမယ့်အရာတွေရှိနေသေးပါတယ်။ဒီလိုနဲ့ episode 9ဟာ Liza Village အောက်မှာပုံကွယ်နေတဲ့လှုပ်ဝက်ဆက်ယုံရဲ့အမှန်တရားကိုဖော်ထုတ်ပြီးရေခက်ကလူတွေကိုအသုံးချကအန်တွေဖန်တီးနေကြောင်းသိရှိလာတဲ့အထိဇလန်းကိုတဖြည်းဖြည်းတင်းကျပ်လာစေပါတယ်။နောက်ဆုံးမှာတော့အခရုဟာကြီးမားတဲ့ကောလနဲ့ထိတ်တိုက်ရင်ဆိုင်ရပြီးဒီမြေအောက်မှုကိုအဆုံးသတ်ဖို့ဆက်လက်တိုက်ပွဲဝင်ရတဲ့အခြေအနေမှာ episode ကဆက်သွားပါတယ်